မြန်မာနိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့အရာဝလီမြစ်ပေါ်မှာတီးဆောက်ဖို့စီစဉ်ချတဲ့မြစ်ဆုံစေဒီစီမံကိန်းဟာတိုင်းပြည်အတွက်မျှော်လင့်ချက်လားဒါမှမဟုတ်ကြီးမားတဲ့ချင်းချောက်မှုတစ်ခုလားကဲဒီနေ့မှာတော့အငင်းပွားစီကလည်းအများကြီးနဲ့ပြည့်နေတဲ့ဒီစီမံကိန်းရဲ့နောက်ွယ်ကအကြောင်းအရာတွေကိုအတူတူလေ့လာကြည့်ကြအောင် မြစ်ဆုံဆဲအကြောင်းမပြောခင်မှာလေအဲ့ဒီဆဲတီဆောက်မဲ့ AR မြစ်တာဘလော့တောင်အရေးပါတယ်ဆိုတော့အရင်ဆုံးသိဖို့လိုပါတယ် AR မြစ်ကိုမြန်မာနိုင်ငံရဲ့အမိမြစ်ဆိုပြီးတင်စားခေါ်ကြတယ်လေဘာလို့လဲဆိုတော့ဒါရိုးရိုးမြစ်တစ်စင်မဟုတ်ပဲတိုင်းပြည်ရဲ့ယဉ်ကျေးမှုသမိုင်းလူမှုဘဝတွေအားလုံးအတွက်အသက်သွေးကြောတစ်ခုလိုဖြစ်နေလို့ပါပဲ ဒါပေမဲ့အဲ့ဒီလိုအရေးပါတဲ့အသက်သွေးကြောကြီးတစ်ခုကဖြန်ပြန်လို့မရနိုင်တဲ့ချင်းချောက်မှုမျိုးနဲ့ရင်ဆိုင်လာရတဲ့အခါဘာရီဆက်ဖြစ်လာနိုင်မလဲအဲ့ဒီမိခွန်းတွေပဲမဆုံစီမံကိန်းနဲ့ပတ်သက်တဲ့စိုးရင်ပူပန်မှုတွေအားလုံးကစတင်လာခဲ့တာပါကဲပထမဆုံးအနေနဲ့ကြည့်ရမယ့်အပိုင်းကတော့ဒီစီမံကိန်းကနေဒါဘဝပတ်ဝန်းကျင်အပေါ်ကိုဘယ်လိုတွေထိခိုက်နိုင်မလဲဆိုတာပါပဲပညာရှင်တွေကတော့အထက်ကဂေဟစနစ်ဆိုင်ရာချင်းချောက်မှုကြီး၃ခုကိုထောက်ပြကြပါတယ်အဲ့ဒါတွေကတော့ဇီဝမျိုးကွဲတွေဆုံးရှုံးသွားနိုင်တာမြစ်လေရေးစီးရလာပုံစံကြီးတစ်ခုလုံးပြောင်းလဲသွားနိုင်တာပြီးတော့မြို့ဝကျွန်းပေါ်အတွက်အသက်တမြအရေးကြီးတဲ့နှုံးမြေတွေပို့ချတာရောနေသွားနိုင်တာအဲ့ဒါဒီပါပဲဇီဝမျိုးခွဲဆုံးရှုံးမှုထဲမှာအထင်ရှားဆုံးဥပမာတစ်ခုကိုပြောရရင်တော့အေယာဝတီလင်းပိုင်ပေါ့ဒီစေကြီးဟာဒီလိုရှားပါတဲ့မျိုးစိတည်းရဲ့ရှင်တန်ရက်တည်မှုကိုတိုက်ရိုက်ချိန်ချောက်နေပါတယ်ဒါမျိုးကပိတ်ဆန်တွေဂိမ်းကနေနဲ့ပြန်တိုင်းတာလို့မရတဲ့ဆုံးရှုံးမှုမျိုးပါဒါဒီမကသေးဘူးနော်စေကမြစ်အထက်ပိုင်းကလာတဲ့နှုံးမြေတွေကိုပိတ်လောင်ထားလိုက်တဲ့အတွက်မြေအောက်ပိုင်းကမြေဩဇာအရန်ကောင်းတဲ့မြေဝကျွန်းပေါ်ဒေတာစီကိုအာဟာရဓာတ်တွေရောက်မလာနိုင်တော့ဘူးဆိုလိုတာကနိုင်ငံရဲ့စပကြီးကိုတိုက်ရိုက်ထိခိုက်စေနိုင်တယ်ဆိုတဲ့သဘောပါပဲပုံမှန်တိုင်းဆိုရင်မြေကစီအားကောင်းကောင်းနဲ့ပင်လယ်ရေငံကိုပြန်တွန်းထုတ်ထားပြီးစိုက်ခင်းတွေကိုအာဟာရပေးတယ်ဒါမဲ့ဆယ်ချောင်းမြေရည်စီအားနည်းသွားတဲ့အခါမှာတော့ပင်လယ်ရေငံတွေကမြေချောင်းအတိုင်းပြန်ဝင်လာပြီးစပခင်းတွေကိုပျက်စီးစေနိုင်ပါတယ်ပတ်ဝန်းကျင်ထိခိုက်မှုတွေထက်ပိုပြီးတော့စဉ်းစားစရာကောင်းတဲ့အပိုင်းတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့လူတွေနဲ့သူတို့ရဲ့ယဉ်ကျေးမှုအပေါ်မှာကြားရောက်မဲ့အကျိုးသက်ရောက်မှုတွေပါပဲ။ဒီကိန်းကနန်းကိုကြည့်လိုက်ပါ60ဒါကဘာကိုပြောတာလဲဆိုတော့ဒီစေတခုတည်းကြောင့်နေရစွန့်ခွာရမယ်ကချင်ရွာပေါင်း60ကျော်ပါ။ဒါကအိမ်ပြောင်းရတာတော့ရိုးရှင်းတဲ့ကိစ္စမဟုတ်ဘူးလေ။ကိုလူမှုအတိုင်းခွိုင်းကိုအမြက်ကနေပြတ်ထွက်သွားတာမျိုးပါ။အဓိကကြရဲ့အချက်ကဘာလဲဆိုတော့ဒီမြစ်ဆုံဒီသားဆိုတာကခချင်းတိုင်းမသားတွေအတွက်မီနီယာတစ်ခုတတ်မဟုတ်ဘူးသူတို့ရဲ့ယဉ်ကျေးမှုသူတို့ရဲ့စိတ်ဝိညာဉ်အရာအလုံးရဲ့ဗဟုချမ်းမှနှလုံးတီးဖို့လူနေရာမျိုးပါဒီနေရာတာပြောက်ကြလဲသွားရင်ဘေးအရာနဲ့မှအစားထိုးလို့မရတဲ့အမွေရဲ့နှစ်တွေဆုံးရှုံးသွားမှာပါကဲအခုပြောမယ့်အပိုင်းကတော့ဒီစီမံကိန်းတစ်ခုလုံးမှာအန်ဒီရဲ့အကြီးဆုံးလူပြောအများဆုံးစိုးရိမ်မှုကြီးတစ်ခုအကြောင်းပါပဲအဲ့ဒါကပါလဲဆိုတော့စေဆောင်မဲ့နေရာဟာတဝဲလုံရှားနေရဲ့စကိုင်းငလင်းပြည့်ရွေ့ကြောကြီးနဲ့တိတ်မဝေးတဲ့နေရာမှာရှိနေတယ်ဆိုလဲအချက်ပါပဲ။ဒါဟာတကယ်ကိုအချိန်မရွေးပောက်ကွဲနိုင်တဲ့ရန်ဦးကြီးပေါ်မှာတွားထိုင်နေတယ်လို့ပါပဲ။စဉ်းစားကြည့်လေ။တကယ်လို့များငလင်ကြီးတစ်ခုသာလှုပ်လိုက်ပြီဆိုရင်ကပ်ပေကစင်ကဲဝင်လာတော့မှာပထမဆုံးငလင်လှုပ်မယ်ပြီးတာနဲ့စင်နေရန်ကြီးပြို့ကြမယ်။အဲ့ဒီနောက်မှာတော့ဘယ်သူမှမတွေ့ရလောက်တဲ့ရေဘေးကြီးတစ်ခုဖြစ်လာမှာပါ။ဒီလိုသာဆယ်ကြိုးပေါက်ခဲ့ရင်မြက်အောက်ပိုင်းမှာရှိတဲ့မြက်ကြီးနားလိုမျိုးကြီးတွေအတက်အန်ဒရီကအယမ်းကြီးပါတယ်။ဒါကစာရွက်ပေါ်ကတွက်ချက်မှုတွေမဟုတ်တော့ဘူးနော်။လူတွေရဲ့အသက်နဲ့တိုက်ရိုက်သက်ဆိုင်နေတဲ့ကိစ္စပါ။ဆိုတော့ဒီအချက်တွေအားလုံးကိုခြုံပြီးပြန်ကြည့်လိုက်တဲ့အခါမေးစရာမေးခွန်းတစ်ခုကထွက်လာတယ်။ဒီစီမံကိန်းရပေးဆက်ရမယ့်တန်ဖိုးတွေနဲ့တကယ်ရိုးတန်ရဲလားဆိုတာပါပဲ။ဒီဇာတ်ကိုကြည့်လိုက်ရင်အခြေအနေကိုရှင်းလင်းမြင်နိုင်ပါတယ်။တစ်ဖက်မှာရေတော့ကျိုးမြတ်ဖြစ်တဲ့လက်ဆက်တန်အားနောက်တစ်ဖက်မှာကျတော့ရေရှည်မှာရင်ဆိုင်ရမယ့်စွန့်စားမှုတွေအများကြီးပဲဂေဟစနစ်ကြီးတစ်ခုလုံးပြိုလဲသွားနိုင်တာစိုက်ပျိုးရည်တွေပျက်စီးတာယဉ်ကျေးမှုတွေဆုံးရှုံးတာနောက်ပြီးတော့မတော်တဆဖြစ်လာနိုင်တဲ့ကက်ပီကြီးအကျိုးအမြတ်တစ်ခုတည်းအတွက်နဲ့ဒီစွန့်စားမှုတွေအားလုံးကိုယူဖို့ကတော်တော်လေးစဉ်းစားစရာပါပဲနောက်ဆုံးတော့ AR မြည့်ရဲ့တန်ဖိုးကိုပဲပြန်ပြီးစဉ်းစားကြည့်အောင်ပါဒါကရိုးရိုးရည်စည်းကြောင်းတစ်ခုမဟုတ်ဘူးလေနိုင်ငံရဲ့အထစ်တမိုင်းရောအနာဂတ်အတွက်ပါဘာနဲ့မှအစားထိုးလို့မရတဲ့အရေးမြစ်ကြီးတစ်ခုပါအဲ့ဒါကြောင့်နောက်ဆုံးမှမေခွန်းတစ်ခုကကြံခဲ့တယ်။တိုးတက်မှုဆိုတာရဲ့တကယ့်တန်ဖိုးကပါများလေ။ဒီမေခွန်းကပဲဒီစီမံကိန်းရဲ့အကောင်းဆုံးကိုချင့်ချိန်တဲ့နေရာမှာကျွန်တော်တို့အားလုံးအတွက်အဖြစ်ရှာရမယ့်ပုံစံတစ်ခုဖြစ်ကျန်နေခဲ့တာပါပဲ။